ရှင်ဖေငါးပါးတီလာတစ်ခုချင်းစီတိုင်းမှာတန်းရှိပါသလားဖေဥပမာတခြားတပားသူတယောက်ရဲ့အသက်ကိုကနှုတ်ယူပြီးတဲ့အချိန်မှာဘယ်အချိန်မှာဝတ်၃ပါးကလွတ်ကင်းပါလဲဖေပါဏာတိပါတာကျူးလွန်ပြီးတဲ့အချိန်မှာပေါ့နော်ဘယ်အချိန်မှမှကိုကအဲ့ရဲ့ဝတ်အကျိုးဖြစ်တွေကိုဘယ်အချိန်မှပဲလွတ်ကင်းပါလဲဖေအကျိုးဘယ်တော့ပေးလဲမင်းဘိုးကောင်းမဲ့တယ်အကျိုးတော့မပေးသေးဘူးလွတ်ဖို့အရင်မေးနေတယ်ဆိုတော့ဟုတ်လားဟုတ်လားနော်ဒီအာကုတုကံဘယ်တော့အကျိုးပေးမလဲဘုရားလို့မေးရမှာအကျိုးပေးတာကိုသိရင်လွတ်မဲ့ခြင်းကိုသိပြီလေနော်သူကကုတုကံဖြစ်ဖြစ်အာကုတုကံဖြစ်ဖြစ်ဇော9တန်ရှိတယ်လေနော်ဇော9ခုရှိတယ်ဒါဗိဓမာသင်တဲ့ပုဂ္ဂိုလ်ဆိုအမှန်တန်နားလဲပါတယ်မောရထွန်းရလားသူကဇော9ခုရှိတယ်လေအဲ့တော့ပထမဇောဆိုတာရှိတယ်အလယ်ဇော5ချက်ဆိုတာရှိတယ်တတ္တမဇောဆိုတာရှိတယ်လေနော်ဟိုကံဗိဓမာဓမ္မတော့ဒိဋ္ဌဓမ္မဝေဒနိယကံအပရာပရိယဝေဒနိယကံဥပပိစ္ဆဝေဒနိယကံဒီလိုခေါ်တယ်လေအဲ့တော့ဦးဇင်းတို့ပထမဇောဒီဒါဘာဖြစ်လဲဆိုတော့ဒီဘဝမှာအကျိုးပေးတယ်နော်ဒါကလည်းအရန်အားကြီးတဲ့စေတနာဖြစ်မှာအကြောင်းတရားတွေတိုက်ဆိုင်မှာပါခြားပါတယ်ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ဟာတော့ရှားတယ်နော်အဲ့တော့နောက်ဘဝအကျိုးပေးတာကတတ္တမဇောလို့sorry တတ္တမဇောလို့ခေါ်တယ်နောက်ဆုံးဇောပေါ့နော်သူကနောက်ဘဝမှာအကျိုးပေးတယ်ဒါလည်းတေချာမမပြောနိုင်ဘူးပေးတာလည်းရှိတယ်မပေးတာလည်းရှိတယ်လေသူ့တက်အားကြီးတဲ့ကံတွေဝင်လာခဲ့ရင်နောက်ဆုတ်ပေးရတာပဲလေခုနကပါဏာတိပါဒသူတစ်ပါးတက်ကိုတတ်တဲ့အာဟုတုကံသူ့မှာရှိတယ်တေချာပေါက်အကျိုးမဲ့ပဲဦးဇင်းပြောလို့မရသေးဘူးနော်နောက်ဘဝငရဲကြမယ်လို့ပြောလို့မရသေးဘူးသူ့တက်အားကြီးတဲ့ကုသိုလ်ကံတွေဝင်လာခဲ့ရင်ဥပမာသူတရားအားထုတ်လို့တောတာပန်ဖြစ်သွားခဲ့ရင်သူမို့တရားထုတ်လို့ဇန်တွေရသွားခဲ့တယ်ဆိုရင်အဲ့ဒီအာဟုတုကံကအဟောတိကံဖြစ်သွားပြီငရဲမကြတော့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဆိုလို့ရှိရင်ဦးဇင်းတို့ဘာရှိလဲဆိုတော့အလေဆုံး၅ချက်ကြံသေးတယ်အလေဆုံး၅ချက်ကအပရာပရိယကံလို့ခေါ်တယ်နိဗ္ဗာန်မရောက်မချင်းတန်တရာလဲတဲ့ခါမှာအကျိုးပေးနိုင်တယ်ဒါကြောင့်လေဒီဆယ်ရိုကြီးတို့နော်ဒီပရိထဲမှာပြောတယ်ဆိုတော့ကာမဝဇ္ဇနာကုသိုလ်ကံအကုသိုလ်ကံတွေအားတဲ့အဟောတိကံဆိုတာမရှိဘူးတဲ့ဆယ်ရိုကြီးအဲ့လိုပြောဘူးတယ်ဘာလို့နိဗ္ဗာန်မရောက်မချင်းအကျိုးပေးခွင့်ရှိတယ်လေဒါကြောင့်ခုနကမေးခွန်းပြန်ပြောရရင်ဘယ်ကြမှာလွတ်မလဲလို့မေးနိဗ္ဗာန်ရောက်မှလွတ်မှာဟုတ်ပြီနော်နိဗ္ဗာန်မရောက်မချင်းအကျိုးပေးခွင့်သူ့မှာရှိနေသေးတယ်ဟုတ်ပြီနော်ကုသိုလ်ကံကောအကုသိုလ်ကံနှစ်ခုလုံးဒီနိဗ္ဗာန်မရောက်မချင်းအကျိုးပေးခွင့်ရှိတယ်နော်ဒါကြောင့်ဟိုတနေ့ကတော့တကားခင်မောင်ဝေးဆိုတာရှိတယ်သူတော့လှမ်းမေးသေးတာနော်ဟိုဘုရားလောင်းဒီလောက်ပါရမီတွေဖြစ်ပြီးဘာဖြစ်လို့တရိစ္ဆာန်တွေဖြစ်တယ်လဲမြောက်တွေဖြစ်တယ်ပေါ့နော်အဲဆိုတော့တရိစ္ဆာန်ဘာလို့ဖြစ်တယ်လဲဆိုတော့အဲ့ဒီအပရာပရိယကံမင်းကုန်းဆယ်တော်ကြီးဖြေထားတာသူကနိဗ္ဗာန်မရောက်မချင်းအဲ့အရင်ဘဝတုန်းကလှုပ်ခဲ့တဲ့အကုသိုလ်ကံတွေကဒီဘဝမလှုပ်ရင်လည်းဟိုအရင်ကလှုပ်ခဲ့တဲ့ကံလားအကျိုးပေးနိုင်တာပဲဟုတ်လားခါတလေအခုဒီဘဝမှာကိုကလူဖြစ်တယ်ကုသိုလ်တွေလည်းလုပ်တယ်ဒါပေမဲ့အဲ့ကုသိုလ်ကံကအားနဲ့နေကြလို့ရှိရင်ဟိုအရင်ဘဝလှုပ်ခဲ့တဲ့အကုသိုလ်ကံဂျားပြတ်ဝင်ကျိုးပေးလိုက်ရင်သိရင်ငရဲလက်ပြေ sorry တရိစ္ဆာန်ဖြစ်နေမှာနော်ဒီဘဝကုသိုလ်လုပ်တယ်နော်ဒါပေမဲ့ तू ကအဲ့ဒီကုသိုလ်ကံအကျိုးမပေးဘဲနဲ့ဟိုအရင်ဘဝလှုပ်ခဲ့တဲ့အကုသိုလ်ကံဂျားဝင်ခဲ့ရင်တရိစ္ဆာန်ဖြစ်သွားတာပဲအဲ့ဒါကိုအပရာပရိယကံအကျိုးပေးတယ်လို့ခေါ်တယ်ဒါကြောင့်ခုနကမေကုန်းကိုပြန်ပြရရင်ဘယ်တော့မှလွတ်မလဲမင်းနိဗ္ဗာန်ရောက်မှပဲလွတ်မှာနိဗ္ဗာန်မရောက်ရင်တော့အကျိုးပေးခွင့်သူ့မှာရှိနေသေးတယ်လို့မှတ်ရမှာနော်ဆက်မေးခွန်းပါဗျာဟိုတပည့်တော်ကြားဘူးဟာရှင်မဟာမောက္ကလန်နောက်ဆုံးမှာဟိုသူတပားသူကတခိုးလို့ဆွဆွဲပြီးတော့ခြိုက်နှက်ခံပြီးတော့ဆုံးပါရလို့ဟိုပရိနိဗ္ဗာန်စံတယ်လို့ကြားဘူးပါတယ်ဗျာအဲ့ဒါကျတော့ဘယ်အကုသိုလ်ကြောင့်ဘယ်လိုပြောမလဲဒီယဟန္တာဖြစ်တဲ့အထိအဟောတိကံမဖြစ်ပဲနဲ့အဲ့လိုမျိုးကြံခဲ့ရလဲဗျာခုနပြောလေအပရာပရိယကံခေါ်တယ်အဘိဓမ္မာမှာတိတိကျကျပြောရင်အလေဇော၅ချက်လို့ခေါ်တယ်နော်အလေမှာဇော၅ခုရှိတယ်အဲ့ဇော၅ခုကလာအကျိုးပေးတာပဲသူကနိဗ္ဗာန်မရောက်မချင်းသူအကျိုးပေးခွင့်သူ့မှာရှိနေတယ်အပရာအဘိဓမ္မာမှာအပရာပရိယကံလို့လည်းခေါ်တယ်နော်အဲ့ဒီကံအကျိုးပေးတာဟိုအရင်ဘဝတုန်းကပါရမီနုစဉ်တုန်းကနော်စိတ်ထားညံ့ဖျင်းတဲ့အခါမှာအမေအဖေကိုတတ်ဖို့ကြိုးစားခဲ့တာလေနော်အမေမျက်မမြင်အမေဖေကိုတတ်ဖို့ကြိုးစားခဲ့တဲ့အကုသိုလ်ကံအဲ့ဒီကံကြောင့်သူငရဲလဲကြပြီဒါပေမဲ့အကုသိုလ်ကအကျမ်းကြံသေးတယ်အလေဇော၅ချက်ကကျမ်းနေသေးတယ်အဲ့ဒီဟာကဒီဘဝမှာလာပြီးအကျိုးပေးနေတာမြတ်စွာဘုရားဘဝမှာလည်းပဲခေါင်းကိုက်တဲ့ဝေဒနာတွေခါနာတဲ့ဝေဒနာတွေနော်ဒီဝတ်လိုက်တာတွေရှိတယ်အဲ့ဒါတွေလည်းအရင်ဘဝတုန်းကအကုသိုလ်ကံတွေကဒီမှာလာအကျိုးပေးတာဘုရားဘဝမှာစင်ကြယ်တယ်ဆိုပေမဲ့လည်းတန်တရာမှာလုပ်ခဲ့တဲ့အကုသိုလ်ကဒီမှာလာအကျိုးပေးတာပဲနော်အဲကြောင့်အခုဦးဇင်းတို့ဒီဘဝမှာဟာငါတို့တွေကောင်းတာတွေလုပ်နေတယ်တစ်သလုံးကောင်းတာတွေလုပ်နေတယ်မကောင်းတဲ့အကျိုးတွေငါတို့ခံစားနေရတယ်ဆိုတော့အဲ့အပရာပရိယကံပဲနော်အပရာပရိယကံလာအကျိုးပေးနေတာ